လောက်မတွေ့ရတာတော်တော်ကြာပြီအလွမ်းတွေကိုသရှင်လေးဖြစ်ဖို့ကြူပါသည်မိုးလင်းလို့မျက်လုံးလေးဖွင့်လိုက်တာနဲ့စားမိုးရှုံလို့မျက်လုံးလေးမိတ်လိုက်တာနဲ့မစိုးအိမ်ဆန်နေတဲ့ချိန်လဲအိမ်မတွေ့တဲ့တော့အတူသားရသည်တမြေစီရှာကူလိုဝေးနေတဲ့အချိန်မှာပြူဆိုင်ပါဆဆအရာရာကိုစိတ်ပူလို့ပါကွာစိတ်ပူလို့မှားတာကိုစီကိုမကြဖုံးလေတော့ဆက်ပါရှိရဲ့လွမ်းတဲ့အကြောင်းတွေတတိရတဲ့အကြောင်းတွေအပြန်လန်ပြောရင်ဝဲလာတဲ့မျက်ရည်စားတွေမြစ်တာဆိုတဲ့စကားလုံးလေးအေးမြပေမဲ့ခံစားကြည့်တော့အရင်ပဲကွာပူလောင်ရတယ်ပြန်ဆုံးမဲ့ဒီနေ့ရောက်လာခဲ့ရင်ဒီအချိန်လေးတွေမှာလွမ်းတလောက်တော့ရှာရှင်းမဲ့မင်းဟာကိုဘဝဖြစ်တဲ့အရှိရဲ့ကိုဘဝကကိုရဲ့တဘဝလုံးသားမင်းကိုရွေးရှယ်ခဲ့တာနောင်ဘဝမြတ်စွာမင်းနဲ့ပဲပေါင်းပဲရှိကညမဆိုတဲ့ရာတို့ပေါ်ရဲ့ဇလုံးနဲ့အရင်ချိန်လေးများခုထိတက်ရှိနေတော့မယ်ငါနန်းတို့ရွှေဘူးတဲ့နေရဲ့နှခမ်းလေးကိုလွမ်းလို့သေးတော့မယ်ကျင်နာဘူးတော့တိတ်ကရှိရဲ့နေဆွေများဒီနေ့တော့ပြန်ရမယ်တို့တူမျောလင်းရဲ့အဲ့ဒီမျောလင်းချက်လေးတွေပြေးဝစေဖို့ဒီနေ့တော့အရောက်ပြန်ခဲ့မယ်မရှိတဲ့ကိုရဲ့မွေးရဲ့မြေကိုအလုပ်တွေရန်ပင်မဲနေကြလာတဲ့ရွှေစက်တွေကိုဒီအချိန်မှာတောင်းတမိရမင်းပြုံးလေးပဲရှိကိုပခုံးတဲ့မေးဆက်စီလို့မင်းနဲ့နီးဖို့ကိုအလုပ်တွေကြိုးစားနေတဲ့နေမြေရှာမှာပတ်စံနေစုထားတယ်ဘွားရဲ့ခီးရှိတူသွားမယ်ဟောဒီမိုးကောင်းကင်းနဲ့မြေကြီးတစ်ခုကြားတယ်ကိုအတွက်မင်းဘသူနဲ့မှမတူအောင်ထူရှာလို့နေတဲ့ရှိဒီဟန်ဆောင်အပေါ်ရန်လူတွေကြားတယ်ကိုမပြောဘူးချီရဲ့ဘသူတွေကမှကိုပေါ်မှာမင်းလောက်မကောင်းပါဘူးတယောက်တည်းတီးကြံတဲ့အချိန်တွေကိုလည်းတီးခံခဲ့ပါတယ်မလွဲတာတို့ဝင်းနေလက္ခဏာပဲမို့ဝမ်းနေရတဲ့ညတိုင်းကိုစိတ်တက်တွေကြပြိုလဲရတဲ့အခါတိုင်းကိုကြားချင်းမိတာမင်းရဲ့အတန်ပဲမို့ဘလို့မှထိန်ချုပ်မရတဲ့ခံစားချက်တွေကိုသရှင်လို့ဆိုနာကျင်ရပြန်နေမင်းနဲ့ပြောဆိုအမူအရာတူတယ်ကောင်းမလေးကမင်းမဟုတ်လို့ကောင်းမလေးကမင်းမဟုတ်လို့လုံးပြန်နေဝင်ချိန်လေးတွေဆိုရင်ပိုလိုတောင်လွမ်းနေမင်းလည်းကိုလွမ်းနေမှာပဲတည်တယ်ထင်သလောက်လည်းမလွယ်ဘူးဘွာ